အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တော့မြူရက်ခုပြီးတော့မြူရက်တုပ်စားမှာဖြစ်ပါတယ်ခင်ဗျာဒီနောက်မှာကျွန်တော်မြူရက်တွေအများကြီးတွေ့ထားတယ်ခင်ဗျလက်လက်ဆက်ဆက်လေးတွေအပင်ပေါက်လေးတွေတွေ့ထားတယ်ကျွန်တော်အဲ့ဒါခုမလို့ပါကြည့်ပါဦးခင်ဗျာမြူရက်လေးတွေကိုအညွန့်လေးတွေအရီရွှမ်းလေးတွေအပင်ကြီးတွေသားမကြည့်သေးဘူးမြူရက်ကဒီရွယ်လောက်လေးစားလို့ကောင်းတယ်ခင်ဗျကျွန်တော်ဟိုတလောတော့ကလေးစားခြင်းနေရဟိုတလောတော့ကျတော့မြူရက်တွေပိုးတွေကြာနေသူကဒီပြန်ပိုးတော်ကြိုက်တယ်ပြင်မယ်ခုမှအသစ်လေးပေါက်လာလို့မျိုးကျွန်တော်ပိုးမကြလို့မလို့အရင်နှစ်ကတော့ပိုးရဒီနှစ်မြူရက်တော်ရှားတယ်ရှားတာမဟုတ်ဘူးပိုးတွေတားထိုးလာခင်ဗျာ6နေရမြူရက်စားခြင်းတော့ဒီနေ့တော့အဝါစားပြီပဲနုလေးနှစ်တိုင်းရတယ်တော်ပေါ့တငယ်ချင်းတွေဆိုရလာခုဒီနေ့တငယ်ချင်းတွေလာခုကျန်တော့မှမရှိဘူးလို့ဟိုဖြစ်နေပိုးတွေကြနေလို့ပြောတာအခုတလောကနည်းနည်းပူတော့လေဒီလောက်ဆိုကျွန်တော်စားလို့ရပြီစားလောက်နေပြီဒါမြူရက်ပါမြင်ဘူးတဲ့သူမမြင်ဘူးတဲ့သူတေချာကြည့်ထားပါတချို့ကမြူရက်မသိချဘူးတဲ့အိမ်ပြန်ပြီးတော့ဟင်းချက်စားပါတော့မယ်ခင်ဗျာကျွန်တော်ဟင်းချက်တာကြည့်မလား like ခဲ့လေကျွန်တော်ဒါမြူရက်တွေကိုတေချာဆေးကြော်ပြီးတော့စားရည်လေးနဲ့စိန်ထားဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ဒါအညာမကြီးခြင်းလေးအကြီးရွယ်ချင်းတိတ်ထားတာလေးကိုကျွန်တော်ဒီငါ6လေးနဲ့ချင်းချင်းလေးတက်ချင်းချင်းသက်သက်လေးချက်ကြည့်မလို့ရက်သွန်ဖြူနဲ့ငရုတ်သီးနဲ့ရက်သွန်နီးနဲ့ထောင်းပါမယ်စမတော်ထားတဲ့ရက်သွန်ဖြူမီဆောင်းထောင်းထားတာလေးထည့်ပါမယ်ခင်ဗျာထောင်းပြီးတော့ကျွန်တော်ဒီဟိုခွန်းပေါ်မတင်ခင်အောက်ကလေးကကျွန်တော်နေထားမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဟိုဟာတဲ့လူနာငါငံပြာကြီးလေးအဲ့ဒါလေးနှစ်စုံလောက်ခတ်ပြီးတော့ကျွန်တော်တခြားဟာတွေဘာမှမခတ်တော့ပါဘူးစားရလဲမကြီးဘက်မှာပါပြီးသားလေအဲကြောင့်မစားရပါဘူးထပ်မခတ်တော့ပါဘူးမြန်မာပြည်ကငါ6နဲ့ချက်ငနီတူး6လေးနဲ့ချက်လို့ရှိရင်ပိုကောင်းမှာပေါ့ကျွန်တော်အဲ့ဒါကြီးဝယ်ပြီးသားမရှိတော့ဒီကိုရီးယားငါ6အမိုက်ဖက်ကြီးလေးရောချက်လိုက်တယ်တိုင်းနဲ့မကြီးပဲနဲ့တွေ့လိုက်တော့အဲ့အမိုက်ဖက်ကြီးတယ်သားကောင်းတော့ခဏလေးလေအခုတော့စားချင်တရားလေးတည်အောင်ကြချင်းနဲ့တွေ့မျိုးစားချက်ပါတော့မယ်ခင်ဗျာဒါခွန်ပေါ်လေးပါတယ်ဟိုအကြီးတွေထဲဦးကကြောက်ကြီးဦးစီးလေးထည့်လိုက်ပါတယ်ခင်ဗျာဦးစီးလေးထည့်ပြီးတော့ကျွန်တော်အဖုံးလေးဖုံးထားပြီးတော့လေရေဆူလာတဲ့အထိအဖုံးလေးဖုံးထားအောင်ဖုံးထားလိုက်ပါပြီဒီခဏကြာရေးဆိုတော့ဖုံးလေးဖုံးလိုက်ပါတယ်နည်းနည်းလေးအကြာကြီးချက်စရာမလိုပြုတ်ရော်လေးပေါ့ချက်တာလည်းမဟုတ်ပြုတ်တာလည်းမဟုတ်ဆိုဘယ်လိုမကြီးကျင်လေးနဲ့ဆိုမကြီးကျင်ရတာလေးလည်းမပြတ်အောင်အဲ့လိုလေးစားကြလို့ကျွန်တော်ဒီလိုလေးချက်ပါတယ်ချက်စားကြည့်ပါခရုံးပြန်နေလို့ရှိရင်ငနီတူးလေးနဲ့ချက်ပေါ့ဒီဘက်ကတော့ကျွန်တော်မြူရက်တွေပြုတ်ထားပါတယ်ဒီဘက်ကရေလေးနဲ့ခန့်တော့ဆောက်ရင်းနဲ့ဒီခုဆိုစားလို့ရပါပြီခင်ဗျာချက်တော့ရသွားပြီစီနေနဲ့ရေနေနဲ့ချင်းလေးကြိုက်တဲ့လူတွေတော့ကြိုက်မှာပေါ့မကြိုက်တဲ့လူတွေတော့မကြိုက်ဘူးပေါ့ကိုကြိုက်ကိုကောင်းပေါ့ဘယ်သူမရိုက်ကြကျွန်တော်ကြိုက်ပြီးတာပဲနော်ကိုတယောက်တည်းကိုစားပါမယ်ဒါတော့မြူရက်ပြုတ်ထားဖြစ်ပါတယ်မြူရက်တွေနက်လာပြီခင်ဗျအဖုံးဖွင့်ပြုတ်အဖုံးဖွင့်ပြုတ်ရေးလေးနဲ့တေချာပြန်စိတ်ပြီးရေးညှစ်ပြီးဒါကတော့ကျက်သွန်ဖြူလေးနဲ့နှစ်ပြန်ကြော်လေးနဲ့ထောင်းထားတာစားလေးနည်းနည်းခတ်ပြီးတော့ဒီလေးနည်းနည်းဆန်းပြီးတော့ကျွန်တော်ဒီလိုလေးပဲတော့ခန်းညင်ကြီးပဲထည့်ကျွန်တော်မကြိုက်ဘူးဆိုသိရွာမှာလေးဖျားပွဲတွေဆွန့်ကြိုင်ဖို့ခံနေအဲ့လိုရင်းနှောင်းရွယ်တုတ်တော့ပုံစံလေးမတိုးလည်းမတိုးတကယ်လို့မကုန်လို့ရှိရင်လည်းမတိုးတော်တော်စားလို့ကောင်းတယ်စိတ်လေး
ဝင်းနှစ်ပြန်ကျော်လေးကိုထောင်းပြီးတော့ကျက်သွန်ပြူလေးနဲ့ထောင်းပြီးတော့သားလေးပဲခတ်ပြီးတော့မြူရွက်လေးနဲ့အဲ့လိုလေးတုတ်တာပါကျွန်တော်ကတော့တခြားထွေးထူးထည့်ပါဘူးခင်ဗျာကဲစားပါတော့မင်းစားကြပါအောင်ခင်ဗျာစားကြပါဦးကျွန်တော်မကြီးပဲချက်မကြီးပဲနဲ့ငါးနဲ့ချက်ဒါတော့မြူရွက်တုတ်လေးပါစားကြပါအောင်ခင်ဗျာမကြွေးမရှိနေတော့ကျွန်တော်တို့စားပြီပါဇက်ပြေးနဲ့စားပါ යි ခင်ဗျာပါဇက်ကြီးရတယ်တကယ်ပြေးကြီးသူများတဲ့ဘူပါဇက်ကြီးကင်မရာထဲမှာမလို့လက်ကြီးရလဲဘယ်ကြီးနဲ့စားကိုလက်ကိုမယုံလို့อ่ะလက်အိတ်ဆိုစားတနေ့ဘယ်လိုမြန်မာဖင်နေစေးတာဆိုလက်အိတ်ကြီးနဲ့ဆိုနေစားရင်လည်းအရတာမရှိဘူးမြန်မာဟင်းကလက်လေးနဲ့စားမှာလက်လေးနဲ့စားရင်လည်းကိုလက်ကြီးကိုမယုံအဲကြောင့်ဒီလိုဟင်းချက်လည်းပါချက်လက်အိတ်သုံးချက်တာတော့တန်းတန်းဆိုစားတာပါခင်ဗျာလက်ကပြောင်းစီထားတာလက်စီရဟိုသမင်းသားပြီးလို့ရှိရင်ဟင်းနိုင်လက်မှာဆွဲကြံနေလို့အဲကြောင့်ကျွန်တော်လက်အိတ်နဲ့စားတာပါတော်တော်လေးကိုစားလို့ကောင်းတယ်ချင်းချင်းလေးချင်းချင်းဆက်သက်လေးဟိုဟာလေးကလည်းအတုပ်လေးကလေးစိမ့်စိမ့်လေးတော်တော်စားလို့ကောင်းပါတယ်ခင်ဗျာတခါတော့ကြွေကြည့်ချင်တာကြည့်နေတဲ့သူတွေကိုကျွန်တော်ချဲ့လေးလက်ရစားဖို့တဲ့သူတွေဆိုဆွဲတော့ဒီတိုင်းကြည့်လို့ရှိရင်အရသာမရှိဘူးထင်ရမိမယ်စားဖို့တဲ့လူတွေကတော့နောက်တစ်ခါစားချင်တယ်တဲ့ကျွန်တော်လည်းခဏခဏချက်မကြွေးနိုင်ဘူးခဏခဏမလားနဲ့ခဏလည်းမလားနဲ့ခဏချက်နေစားတာပါစားချင်လာခဲ့ပါချက်ကြည့်ပါမယ်အလုံးမထွက်ခဲ့စကြတီပေါ့ကိုတော့ပဲပြုတ်ပဲနေပြုတ်မှမသိတော်တော်လေးကိုချလို့ကောင်းပါလေခင်ဗျာချလိုက်ပါဦးမယ်အေးသေးသမင်းလေးနဲ့နေပြီးတော့လေးစားတော့တော်စားကောင်းတယ်မင်းရဟင်းကောင်းခင်းရဆွေမျိုးတဲ့တို့နိုင်ငံခြားရောက်နေတဲ့သူတွေတော့ဒီလိုပဲစားတာအသားဟင်းနေကြရင်နေတိုင်းစားမစားကြဘူးခင်ဗျအသားဟင်းချဲတာပို့ပြီးတော့လွယ်တယ်ဒီလိုအသည့်ရွက်တွေချဲတဲ့အသားဟင်းချဲတာဘာမှအသိမခဲဘူးကျွန်တော်တို့ကအသားဟင်းချက်ဖို့ရပို့ပြီးတော့လွယ်ကူတယ်ကုန်ကြစိတ်ကလည်းအသားဟင်းကအသည့်ရွက်လောက်ဟိုမဖြစ်ဘူးအသည့်ရွက်ကလည်းဘာမှမကုန်မုံလေးမေးအသားဟင်းအကြောက်လေတစ်ခါချက်ထားလို့ရှိရင်နောက်တစ်နေ့ထိပါစားလို့ရတယ်ဒီလိုဟင်းနေရကြတော့နှစ်နက်လောက်ပဲစားလို့ရတယ်အတုပ်ဆိုရင်လည်းတစ်နက်ပဲစားရဆိုတော့လွယ်လွယ်နဲ့အဲ့လိုသိမချက်ဖြစ်ဘူးအသားဟင်းကကြတော့ချက်ရတာတစ်နေ့ချက်ထားရင်တက်တာနောက်တစ်နေ့ဒီတိုင်းချက်စားရတာကြည့်အောင်နွားကြီးစားရတယ်အတုပ်ကြည့်ပကံတစ်ပကံလုံးကုန်သွားရွက်ဒီချိန်စားတယ်နွားကြီးကြာစားလို့ရတော့ကောင်းတယ်ကိုတော့ကြရင်အဲ့လိုပဲကုန်စားလိုက်တယ်ပြီးပါပြီဘိုင်ဘိုင်ဒါပါပဲခင်ဗျာ